ဘုရားကြည့်ပါအောင်ကျောင်းမေတ္တာလက်ဆောင်တထေးဖြစ်မဲ့ကြောက်လည်းမဟုတ်ဘူးအော်ဘယ်လိုထုတ်ရမလဲဆိုတော့ဟိုဒီမှာတက်ထားတဲ့ဂျိုးလေးနဲ့ကျွန်တော်ဖြုတ်ပါမယ်ကျွန်တော်အော်ရှင်းနေရွှေ့လိုက်ပြီပြင်ဘာလုပ်မလဲဆိုတော့ဒီကောင်မှာထပ်ရှိလိုက်အဲ့ဒါတော့များတယ်ဒီမှာရှိလိုက်ကျိုးကတော့ဒီမှာတွေ့ကျိုးတူလို့ကျိုးသားကိုဒီဘက်ဆွဲပြီးမဲ့ကျိုးဘက်ကိုကျွန်တော်ထားပြီးတော့ကျွန်တော်ရွှေ့လိုက်မှာပေါ့နော်အဲလောလောဆယ်ကြောက်တုံးဟိုဘက်တာယာကိုကျွန်တော်လီချော့အောင်ချော့ကျွန်တော်လည်းချော့ပြမှာရဒီမှာကျွန်တော်လေပြန်ထိုးမယ်ကြောက်ခဲရိုက်ထုတ်လို့မရဘူးကြောက်ခဲအလုံးဇောင်းပါနေလုံးဇောင်းပါတယ်ကဲဒီလောက်ဆိုရလောက်သူနဲ့ရိုက်ဖြုတ်เสียလည်းမလို့တော့ဗတ်ကျူးလေးနဲ့တဲ့နေထားဘာညာပေါ့ရသွားပါပြီလို့ကျွတ်သွားပါပြီနေတော်ဒုက္ခပြီးရကောင်းကြည့်ဦးဒီမဲ့လုံး